အေးပြောချော်တယ်လို့ဒီမှာမေးချော်ကြငါ့ဘောဝင်နေချက်ကြပါဒီနေ့ဗီဒီယိုတွေကတော့ခန်းစန်းတောင်ရဲ့ဘယ်ဦးတယ်ဘလော်လေးပဲဖြစ်ပါတယ်ဗျာ Let's go ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ဒီဘူခန်းစန်းတောင်လာရောက်တက်တာဖြစ်ပါတယ်ဒီနေ့ကတော့ဘူခန်းစန်းတောင်တက်တာဒါဒုတိယအကြိမ်ဖြစ်ပါတယ်အရင်တော့ကျွန်တော်တယောက်တည်းလာတက်ပါတာဒီနေ့ကတော့ကျွန်တော်တငယ်ချင်း2ယောက်နဲ့တူလာတာပါအခုကတော့ကျွန်တော်တို့တွေတောင်ကြီးကိုရောက်နေပြီဖြစ်ပါတယ်ကျွန်တော်ကဒါကျွန်တော်တငယ်ချင်း2ယောက်ပါဟေးမဆက်လာမင်္ဂလာပါအခုကတော့ရာသီဥတုကလည်းပြန်အေးပါတယ်ဒီနေ့ကတော့ -8 ထိအေးတဲ့အချိန်လေးရှိပါတယ်ဗျအနွေးတွေဝတ်ထားပါတယ်သဘောမြင်လို့မပြေဘူးလေငါတို့အခုကဒီအနီအောင်ရောက်နေငါတို့ဒီကနေပြီးတော့ဟိုးပေါ့စီဘယ်ဝန်းတွေကိုတက်ဂျားထဲမှာတောင်နေဖြတ်ရမှာကျွန်တော်ဒါကတော့ဘယ်ဝန်းတွေသွားတဲ့လမ်း2လမ်းရှိပါတယ်ဒီဘက်ကလမ်းတော့ကျွန်တော်တို့easy call ပေါ့ဒီဘက်ကလည်းသွားမယ်ဆိုရင်လမ်းကဖြောင်းပြီးတော့လမ်းဖြူတယ်ပေါ့ဗျာဒါပေမဲ့နည်းနည်း 4.1 km ဆိုတော့နည်းနည်းကြာပါတယ်အဲ့ဘက်ကလမ်းလေးတင်လဲသွားလို့လည်းကောင်းတယ်လမ်းမှာဒီဘက်ကတော့ဘယ်ဝန်းတယ်ဒါကတော့ typical call ပေါ့ဒီကနေတက်မယ်ဆိုရင်လဲအကျန်းမယ်ကျွန်တော်ကြောက်တုံးနေပါဖြတ်သွားမယ်ဒီကောင် 2.6 km ကြာပါတယ်ဆိုတော့နှစ်ခုတည်းတစ်ခုရွေးပါဆိုရင်ကျွန်တော်တို့ဒီဘက်ကခက်တဲ့ဘက်ကနေသွားပါမယ် Cause I don't give a fuck what you say. Yeah, I'ma do shit my way. So you can go kick rocks. I'ma stack bricks up, build what I want to make. Yo, I got a lot of shit to say, so I'ma do this every day. I'll be writing things until I'm fucking buried in my grave. 6 feet deep under, but my body won't. ကျွန်တော်တောင်တယ်လန်တစ်လျှောက်မှာရှိတဲ့စမ်းကြောင်းနေရာဆိုရင်အခုလိုမျိုးခဲနေတာမြင်တွေ့ရပါတယ်။ဟိုးလာခဲ့တဲ့လန်တစ်လျှောက်လုံးမှာဆိုရင်အခုလိုမျိုးပေါ့ချောင်းကြီးတစ်ခုလုံးခဲနေရပါတောင်ကြားရေချောင်းကြီးပါလမ်းတော့ကျွန်တော်ရှယ်ကျမ်းပါတယ်တလန်းလုံးကြောက်တုံးကြောက်ခဲနေနေခုလိုမျိုးတက်ရတာပါဝင်တော့ရအေးပြောချော်တယ်လို့ကျွန်တော်တော့မချော်ပါဘူးကျွန်တော်ဖက်နဲ့တွေအကုန်တန်ကုတ်တင်ကျွန်တော်စီးလာပါမင်းဟာလည်းဒီကေအဲ့လိုမျိုးချစ်လို့ရတယ်ကျွန်တော်တို့အခုကတော့တောင်ထိပ်ရဲ့၄ပုံ3ပုံကိုကျွန်တော်တို့အခုရောက်ရှိနေဖြစ်ပါတယ်ဒီကတော့မှောင်းမဲနေတာပါပဲဆိုအခုချိန်ကတော့နှင်းနေကြလာပါပြီမနေ့ကကတော့နှင်းမကြသေးဘူးအခုကတော့နှင်းလေကင်းမှာနှင်းနေကြနေပါပြီကျွန်တော်ဒီကနေပြီးတော့ရှေ့ကိုဆက်တက်မှာဖြစ်ပါတယ်ဗျခဏနေတော့တောင်ထိပ်ကိုရောက်ပါတော့မယ်ကျွန်တော်ခဏနေတောင်ထိပ်ကိုရောက်ပါပြီဗျဟောတော့တောင်ထိပ်ကိုရောက်ဖို့လည်းနည်းနည်းလေးလိုရတော့တယ်နောက်မှဆိုရင်မြင်ရတဲ့ရှုခင်းတွေကရမ်းလှပါတယ်ဗျအခုမြင်တွေ့နေရတော့ဘူခန်းဆန်းမှာရှိတဲ့ဘယ်ဝန်းတယ်တောင်ထိပ်ကမြင်ခွင့်ဖြစ်ပါတယ်ဗျဒီတောင်ရဲ့အမြင်ကတော့836မီတာမြင်ပြီးတော့မြို့ပြနဲ့အနီးဆုံးတောင်တန်းတွေကအလားဆုံးတောင်တစ်ခုဖြစ်ပါတယ်ဝါရမ်းမိုက်ပါတယ်ချောမယ်နော်ဒီကလေရမ်းတိုက်နေတယ်ကျွန်တော်တို့အခုကတော့တောင်ထိပ်ကနေပြီးတော့တောင်ကိုပြန်ဆင်းလာပြီဖြစ်ပါတယ်ဗျကျွန်တော်တောင်ထိပ်မှာတော့ဗီဒီယိုတွေရိုက်ဖို့စိတ်ကူးလာပေါ့ဗီဒီယိုတွေတက်ပုံတွေအများကြီးရိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်ကူးလာတာပါအမှန်တောင်ထိပ်မှာလေရလည်းအရန်တိုက်တဲ့အတွက်ကျွန်တော်တို့ဘလို့မှရိုက်လို့မရအောင်လူကိုမလွင့်ရုံတမဲပါပဲကျွန်တော်တို့ဘေးတွေအရန်ကင်ထားတာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့အိမ်ပြန်တော့မှာပဲဖြစ်ပါတယ်ဗျဒီနေ့ဗီဒီယိုတွေကတော့ဘူခန်းစန်းတောင်ရဲ့ဘယ်ဦးတယ်ဘလော်လေးပဲဖြစ်ပါတယ်ဗျနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ခဲ့ပေးဖို့အတွက်အားလုံးကျွန်တော်ဒီနားနေပဲတောင်းဆိုရင်အားလုံးနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ဗျ